ဒီအိမ်ကအင်ရှင်အကိုနဲ့အမကတီးချစ်သူကြောင်ချစ်သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့တသားတွေမိမိတွေပျော်ပျော်ပပနဲ့ဆော့လို့ရအောင်တီးသန့်ပေးထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုကတော့အလုံမြို့နယ်မှာ Novara Design and Engineering ကနေတာဝန်ယူပြင်ဆင်ပြီးတော့အနှံပေးထားတဲ့အခန်းလေးကိုလိုက်ကြည့်ကြမှာဖြစ်ပါတယ်။ကဲမှုနဲ့တူတူတွားကြည့်မယ်နော်။အင်ရှင်တွေကတော့အခုမြင်နေပြီ။အိမ်ထဲမှာဘင်းတွေကိုမြင်ရတာမကြိုက်ဘူး။စီလင်ကိုလည်းမြင့်မှာကြိုက်တယ်ဆိုတဲ့သူလေးတွေအတွက်ခက်လဲပြီးဒီဇိုင်းလဲဆန်းပြီးစီလင်ကိုလည်း high ဖြစ်သွားစေမယ်။နှစ်ထပ်မျက်နှာကျက်ဒီဇိုင်းလေးတွေကိုတုံးထားပေးတာပဲဖြစ်ပါတယ်။အရင်တော့ကတော့ဒီအခန်းထဲလေးမှာကြွေပြားတွေပဲကတ်ထားတာပေါ့နော်။ဆော့စာချင်းဒီမှာလေးဆိုရင်ဒီပရင်းပေါက်တွေမှာဆိုတော်တော်လေးအခြေအနေဆိုတယ်။ဒီကနေပြီးတော့အကြောင်းတွေထပြီးတော့မှလီတွေခိုပြီးကွာတာမျိုးတွေရှိရပေါ့နော်။ကြွေပြားတွေကလည်းတက်တန်းလေးရင့်လာပြီဆိုတော့ဒီဧကန်လေးနဲ့လိုက်ဖက်မဲ့ကြွေပြားဒီဇိုင်းလေးကိုတုံးထားပေးပါတယ်။ဒီအခန်းလေးရဲ့ main thing လေးကတော့ခဲရင်ရောင်လေးတွေနဲ့အဖြူလေးတွေကိုတွဲဖက်ပြီးတော့တုံးပေးထားတယ်။အခုဒီ TV console မှာဆိုရင်လည်း open shack လေးထည့်ထားပေးတယ်အပေါ်ပိုင်းမှာဆိုရင်ပြီးတော့အောက်ပိုင်းမှာဆိုရင်လည်းပစ္စည်းလေးတွေထည့်ဖို့အတွက် video အကန့်လေးတွေကိုထားပေးရပေါ့နော်။ TV ဘက်ကိုလည်းဒီဧကန်လေးနဲ့လိုက်ဖက်အောင် marble design လေးကိုတုံးထားပေးတယ်။ TV ဘက်နဲ့ open shack လေးတွေမှာဆိုလည်းမီးလေးတွေကိုတုံးထားပေးတယ်။ကဲအဲ့ဆို video လေးလည်းဖွင့်ကြည့်မယ်နော်။ဆိုပတ်တာလေးလည်းတခြားလေးလောက်ထားတယ်။အော်တကားလေးတွေကလည်း soft close ပဲဒီဘက်ကတော့ဖျားကန်းလေးပေါ့နော်ဖျားကန်းနဲ့အဲကန်းကိုတီးသန့်ဖြစ်သွားအောင်အလူမီနီယံ partition လေးနဲ့တခြားလေးကန့်ပေးထားတယ်ဒီအလူမီနီယံ partition လေးကိုလည်းဒီဇိုင်းရိုးရှင်းပြီးတော့ခစ်ဆန်သွားအောင်လို့ဒီအိမ်ရဲ့တင်းနဲ့လည်းလိုက်ဖက်သွားအောင်လို့အဖြူနဲ့ခဲလေးတွေကိုဆက်ပြီးတော့တခြားလေးပြင်ပေးထားပါတယ်ဒါလေးကတော့ walkway area လေးပေါ့နော်မျက်နှာချက်တွေကိုလည်းတီးတီးတန်းတန်းလေးဖြစ်အောင်တခြားလေးပြင်ဆင်ပေးထားပါတယ်ဒါကတော့ WPC panel လေးတွေပါကဲဒီနေရာလေးကတော့ဒီတအိမ်လုံးရဲ့အဓိက main နေရာလေးပဲဖြစ်တယ်ပေါ့နော်ဇက်လိုက်ကြော်ကြီးတွေနေတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီအိမ်ကအင်ရှင်အကိုနဲ့အမကတီးချစ်သူကြောင်ချစ်သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့တသားတွေမိမိတွေပျော်ပျော်ပပနဲ့ဆော့လို့ရအောင်တီးသန့်ပေးထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ကတော့အင်ရှင်နေတဲ့အခန်းပဲဖြစ်ပါတယ်ပထမဆုံးမျက်နှာချက်ကိုစပြောရမယ်ဆိုရင်အဲကန်းမှာတုံးထားတဲ့မျက်နှာချက်မျိုးကိုပဲ profile light လေးပုံစံတူတုံးပေးထားပါတယ်ဒီမှာ green ပြီးတော့ဒီဘက်မှာကိုလုံးပေါ်မှန်ဒီဘက်မှာကျတော့ dressing table နဲ့ walking table ပြီးတော့ပစ္စည်းတွေကိုတင်ဖို့အတွက် open shelf လေးလည်းထည့်ထားပြီးဗီယိုလေးကိုတော့အခန်းမှာဒီလိုဗီယိုတကားကိုဆွဲဖွင့်ရင်အဆင်မပြေတဲ့အတွက်နေရာစားတက်တာတဲ့ slide door လေးကိုပဲတုံးထားပြီးဒီမှာဆိုရင်လည်း WPC panel လေးကိုပဲတုံးထားပြီးဒါလေးကတော့နောက်ထပ်တစ်ခန်းပေါ့နော်ဒီမှာတော့ store ကန်းဖြစ်တုံးထားတယ်အင်ရှင်တွေလည်းနေပြီးအထဲထဲမှာလည်းပစ္စည်းတွေပြည့်နေပြီဆိုတော့မှုမပြတော့ဘူးเนาะကဲဒီနေရာလေးကတော့ကလေးတွေရဲ့အညစ်အကြေးတွေတီးတန့်ဆွလို့ရအောင်လုပ်ပေးထားတဲ့နေရာလေးပေါ့နော်သူတို့ရဲ့အညစ်အကြေးအနှံ့သက်တွေလည်းကင်းသွားအောင်လို့ exhaust fan လေးတွေလည်းတက်ပေးထားတယ်ပြီးတော့အင်ရှင်တွေကအခန်းထဲမှာပဲနေမိဖို့ကြောင့်မှာပဲနေအခန်းထဲမှာပဲနေဘယ်မှာပဲနေလိုင်းမိအောင်လို့အခန်းရဲ့အလယ်မှာ wifi ဆက်လေးတွေတက်ပေးထားတယ်ကဲအခုဆိုရင်မှုနဲ့တူတူအဆအဆုံးလိုက်ကြည့်ပြီးဖြစ်တဲ့အတွက်တငယ်ချင်းတွေလည်းသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်တိချစ်သူလေးတွေလည်းကိုယ့်ရဲ့တီလေးတွေကိုအခုလိုမျိုး facility လေးတွေနဲ့ထားချင်မယ်လို့ထင်ပါတယ်အဲ့တော့တငယ်ချင်းတွေရဲ့ရုံးခန်းလားအိမ်လားဆိုင်လားအဲ့ဒါတွေကို decoration ပိုင်းပဲဖြစ်ဖြစ် construction ပိုင်းပဲဖြစ်ဖြစ်အစအဆုံး one stop service ကို Novara မှာအနှံလို့ရနေပါပြီဒီဇိုင်းကိုလည်းအခမဲ့ဆွေးနွေးလို့ရတဲ့အပြင်လူငယ်တွေပဲဦးစီးဦးဆောင်လုပ်နေတဲ့အတွက်အရန်ကို flexible ဖြစ်ပါတယ်အားလုံးတတာ